안녕하세요. 코리아နိုင်ငံဆိုးမြို့မှာကျင်းပခဲ့တဲ့ Lotus Lanterns Festival ကိုတွားရောက်ပါဝင်ကြည်ညိုခဲ့တဲ့အကြောင်းသူတို့ဘက်ပြန်ပြောပြမလို့ပါဒီပွဲတော်ကမြတ်ဗုဒ္ဓဖွားမြင်တဲ့နေ့ကိုပူဇော်တဲ့ပွဲဖြစ်တယ်မြန်မာနိုင်ငံမှာတော့ကဆုံလပြည့်ဗုဒ္ဓနေ့ဆိုပြီးလပြည့်နေ့မှာကျင်းပပေမဲ့ဒီမှာတော့လပြည့်မဟုတ်ပဲသတ်မှတ်တဲ့ရက်မှာကျင်းပကြဆိုးမြို့တော်တင်မဟုတ်ဘဲနဲ့စူဝမ်မြို့နဲ့တခြားမြို့တွေမှာလည်းကျင်းပကြပါတယ်လစ်လာရသလောက်ဒီပူဇော်ပွဲအခမ်းအနားဟာဗုဒ္ဓဘာသာဝင်တွေကျင်းပတဲ့အခမ်းအနားဖြစ်ရုံမက UNESCO ကပေးတဲ့လူသားယဉ်ကျေးမှုအမွေအနှစ် Intangible Cultural Heritage of Humanity အဖြစ်အသိအမှတ်ပြုတဲ့နိုင်ငံတကာအဆင့်ပွဲတော်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်ကတည်းကစတင်ခဲ့လို့ဒီလိုအသိအမှတ်ပြုခြင်းခံရတယ်လို့ဆိုပါတယ်။ဒီပွဲတော်ကဒုံဂူ University အားကစားကွင်းစုရပ်ကနေပြီးကျုပ်ခဲစာဘုန်းကြီးကျောင်းထိလမ်းလျှောက်ပြီးပူဇော်ပွဲကိုဆင်နွှဲကျင်းပကြပါတယ်။ဒီလိုလမ်းလျှောက်ကြတဲ့အကွာအဝေးဟာ3 ကီလိုမီတာလောက်အရှည်ရှိတယ်။ဒီ3 ကီလိုမီတာအရှည်လမ်းတစ်လျှောက်ဘေးဘယ်ညာမှာပါဝင်ကြည့်ရှုသူကောပါဝင်ကြည်ညိုကြသူကောကိုရီးယားလူမျိုး3 သိန်းလောက်နဲ့နိုင်ငံခြားသားလူမျိုးပေါင်းစုံ9000လောက်ပါဝင်တယ်လို့သိရတယ်။ကိုရိုတာမီလည်းပါတယ်လေ။လှပအချိုးကျတဲ့အယုတ်တွေဆင်ရင်ထားတာတွေ့ရတယ်။ဒီပုံတွေရောအယုတ်တွေရောကိုဟန်ဂျီလို့ခေါ်တဲ့ကိုရီးယားရိုးရာစက်ကူတစ်မျိုးတည်းကိုသုံးပြုထားတယ်လို့ဆိုပါတယ်။ဘုန်းကြီးကျောင်းတိုက်တွေသီလရှင်ကျောင်းတိုက်တွေတက္ကသိုလ်ကျောင်းသူကျောင်းသားတွေလူမှုအဖွဲ့အစည်းအသီးသီးတွေကအဖွဲ့တွေအလိုက်မိဘုံတွေအယုတ်လေးတွေလောက်ထားတာလက်ရမြောက်လွန်းလို့ရမ်းကြည့်လို့ကောင်းတယ်အဖွဲ့တွေအလိုက်အဖွဲ့တွေရဲ့ရှေ့မှာအကတွေအလှတွေအတီးအမှုတွေနဲ့လည်းပြသကြသည်
ကိုရီးယားကဗုဒ္ဓဘာသာအဖွဲ့အစည်းတွေတောင်မကပဲနဲ့ကိုရီးယားမှာရောက်နေတဲ့နိုင်ငံသားဗုဒ္ဓဘာသာဝင်တွေလည်းပါဝင်ပူဇော်ကြတာတွေ့ရလို့တော်တော်ရောင်းအားတက်မိသွားပါရဲ့Buddha's Lantern Festival ဆိုတဲ့အတိုင်းဒီဘုံနေနဲ့ပူဇော်လှည့်ရတာကြည်ပြီးကြည်နူးမိခဲ့ပါတယ်။ကိုရီးယားဗုဒ္ဓဘာသာဝင်တွေရဲ့ရိုးရာမပြတ်အားစိုက်ဆောင်ရွက်ခဲ့ကြလို့ UNESCO ကလည်းအသိအမှတ်ပြုခံရမြို့နေလူထုကလည်းအားပေးကြနဲ့အားကြမိပါရဲ့။ကိုရီးယားနှစ်ကျက်ရှိစုဖျားတက်လေပွဲကိုလည်းသတိရမိပါတယ်။ရော်တော်ဘုံတို့လည်းတက်လေပွဲကိုဆက်ပြီးအဆုံးထိချူစားလိုက်ပါအောင်နော်။
သူကဲစားဖုန်းကြီးကြောင်ရောက်တော့အယုတ်တွေကလည်းများလုံးလို့ကျောင်းထဲမှာစမှာမဟုတ်လေဒါကြောင့်အပြင်မှာလည်းအယုတ်တွေအစီကြီးတွေ့ခဲ့ရတယ် ကြည့်ရှုပေးကြလို့ကျေးဇူးပါနောက်ဗီဒီယိုလေးနဲ့ပြန်လာပါဦးမယ်